ရီအမိသားရှိဦးလေးဖပရီလွယ်လွယ်ရာအမင်းတော်ခေါင်းတေကိုပြန်လာဝေးအမောင်ပါရှိအန်ဒရီပီကကောင်းရွယ်ပါစီအမင်းတော်ထေကစုတောင်းငါနေအမိသားရှိလာရာလဲငေါမြူကမဲစာတန်တကနေအော်ကျွန်းဘဝကလွတ်မြောက်ပါစီပါရှိ